မင်္ဂလာပါရှင်အောင်ထအောင်အင်ချန်မြေမှကြိုဆိုပါရစေညီမဟန်ဒီထက်ပါရန်ကုန်တိုင်းတောင်ကလာပါမြို့နယ်အတွင်းလမ်းမကျေပေါ်မှာတည်ရှိတဲ့မြေကွက်အယောင်းလေးနဲ့မိတ်ဆက်ပေးပါမယ်ရေသနာလမ်းမကြီးကိုလည်းတဲပေါက်တယ်တန်တုမာလမ်းမကြီးကိုလည်းတဲပေါက်တယ်ဂရန်အမည်ပေါက်တက်ရှိထင်ရှားဖြစ်ပါတယ်မြေပြင်အကျယ်ကတော့ပေ90ပေ60ဖြစ်ပါတယ်ဂရန်အမည်ပေါက်ပေအကျယ်ကပေ40ပေ60ဖြစ်ပါတယ်ဒီမြေကွက်လေးရဲ့အားသာချက်ကိုပြောပြပေးမှာဖြစ်ပါတယ်လမ်းသွယ်ကြီးကိုအတွင်းလမ်းမကြီးပေါ်မှာရမယ်။ရေသနာလမ်းနဲ့တန်တုမာလမ်းမကြီးမိန်းလမ်းမကြီးနှစ်ခုဒဲပေါက်တဲ့အတွင်းလမ်းမကြီးပေါ်မြေကွက်အယောင်ကိုရရှိမှာဖြစ်ပါတယ်။လူကြီးမင်းအနေနဲ့ဒီမြေကွက်လေးကိုဝယ်ဖို့စိတ်ဝင်စားတဲ့ဆိုရင်ညီမတို့အောင်ထအောင်အင်ချင်မြေအကျိုးဆောင်ဘက်ကနေပြီးတော့စာရွက်စာတမ်းတိကျမှန်ကန်မှုနဲ့အတူလူကြီးမင်းလက်ရောက်ရရှိဖို့အတွက်ညီမတို့အောင်ထအောင်အင်ချင်မြေကိုအမြန်ဆုံးဆက်သွယ်ပြီးတော့လာရောက်ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ပါရစေ။ဆက်သွယ်ရင်ဖုန်းနံပါတ်က3999583693ပဲဖြစ်ပါတယ်ရှင်။